2025-26ဘောလုံးရသည်ပရီးမီးယားလိချန်ပီယံအာဆင်နယ်ကဲကျွန်တော်တို့အာဆင်နယ်အသင်းကတော့ဒါပရီးမီးယားလိပွဲစဉ်နောက်ဆုံးပွဲမကစားရသေးခင်မှာအင်္ဂလန်ပြည်တွင်းအမှတ်ပေးချန်ပီယံစုကြီးကိုထိုက်ထိုက်တန်တန်စုကူးသွားခဲ့ပြီပဲဖြစ်ပါတယ်ဒါကျွန်တော်တို့မင်းညကစားခဲ့တဲ့ဘုံမောက်အသင်းနဲ့မန်စီးတီးအသင်းတို့ရဲ့ပွဲစဉ်ကတစ်ပတ်တကူးစီတေးရလက်ထွက်ပေါ်ခဲ့တဲ့အတွက်ကြောင့်မို့လို့အာဆင်နယ်အသင်းကနောက်ဆုံးပွဲမကန်ခင်မှာမန်စီးတီးအထက်၄မှတ်အသာနဲ့ဒါပရီးမီးယားလိချန်ပီယံစုကိုစုကူးသွားခဲ့တာပဲဖြစ်ပါတယ်တကယ်ကိုအာဆင်နယ်အသင်းပရိသတ်ဂန်နာဖန်တွေအတွက်ကတော့ဒီနေ့မေလ20ရက်နေ့ဗုဒ္ဓဦးနေ့လေးကသူတို့ရဲ့ဘဝမှာအမှတ်တရအရှိဆုံးနေ့လေးတစ်နေ့ဖြစ်လာတော့မှသိကြပါတယ်ကျွန်တော်တို့ဒီလိုနေ့ကိုရောက်ရှိဖို့အတွက်တကယ်ကိုစောင့်နိုင်ခဲ့ရတာဗျဖိနှိပ်မှုတွေလေတိုက်မှုတွေချိုးနှိမ်မှုတွေသိရမှာမင်းတို့အတင်းကဒုတိယလူပါကွာစီတိုလင်ဘောကကျွတ်မှာမဟုတ်ပါဘူးဖလားမမြင်ဘူးတဲ့ကောင်နေအဲ့လိုလေတံပေါင်းများစွာကိုကြံ့ကြံ့ခံကြော်ဖြတ်ပြီးတဲ့နောက်မှာတော့အောင်မြင်မှုအသီးပွင့်ကို22နှစ်ကြာမှဒါတစ်ဖန်ပြန်ပြီးတော့ခံစားရတာပဲဖြစ်ပါတယ်လွန်ခဲ့တဲ့22နှစ်ကိုပြန်သွားကြည့်လိုက်မယ်ဗျာလွန်ခဲ့တဲ့22နှစ်ဆိုကျွန်တော်ကအခုတန်29နှစ်နော်လွန်ခဲ့တဲ့22နှစ်ဆိုကျွန်တော်9နှစ်သားအရွယ်ပဲရှိသေးတယ်ဗျအဲ့ချိန်မှာကျွန်တော်နောက်ဆုံးအာဆင်နယ်အသင်းကပရီးမီးယားလိဖလားရခဲ့တာရှုံးပွဲမရှိနေပေါ့နော်ဟိုနယ်ရီဘာဂန်ဘီယာတို့ခေတ်မှာအာဆင်နယ်အသင်းကပရီးမီးယားလိရခဲ့တယ်အဲ့နောက်ပိုင်းမှာအာဆင်ဝင်းကဘလို့ကြိုးစားဒီချန်ပီယံဆုကိုစုကူးတဲ့အဆင့်အထိကိုပြန်မရောက်တော့ဘူးပေါ့နော်အသင်းကဒါကွင်းသစ်ဆောက်တယ်ကစားသမားတွေထုတ်ရောင်းတယ်အားထဲမှာခစ်လီလီကိုကြော်ဖြတ်ခဲ့ရတယ်ဒီအာဆင်ဝင်းကထွက်ခွာသွားပြီးနောက်ပိုင်းမှာဆိုရင်လည်းအဆင်မပြေဦးနိုင်အမရီလက်ထက်မှာဆိုရင်လည်းဒါအဆိုးဆုံးကာလတွေကိုကြော်ဖြတ်ခဲ့ရတာပေါ့နော်ဒီလိုအကောင်းဆုံးအခြေအနေကိုပြန်လည်ရောက်ရှိဖို့အတွက်ကျွန်တော်တို့အာဆင်နယ်ကအဆိုးဆုံးဆိုတဲ့ခိုက်တန့်တွေကိုကြော်ဖြတ်ခဲ့ရတယ်တကယ်တော့ဒီကအာဆင်နယ်အသင်းကဒီအောင်မြင်မှုလွယ်လွယ်ကူကူနဲ့ရရှိခဲ့တာလုံးဝမဟုတ်ပါဘူးကျွန်တော်တို့အာတီတာရောက်ခါစားခုနှစ်တွေကိုပြန်သွားကြည့်လိုက်ပါအာဆင်နယ်ဆိုတာဒါအဆင့်8ဒါချန်ပီယံလိဝင်ခွင့်အတွက်တော့ဥရောပဝင်ခွင့်တနေရအတွက်တော့မှာပဲတော်တော်လေးရုန်းကန်ရတဲ့အနေထားအသင်းမှာရှိတဲ့ line နဲ့အနေထားရောအသင်းတွင်းစိတ်ဓာတ်ရောကစားသမားတွေနဲ့ဒါနီးပြူဝါပိုင်းဆိုင်ရာမှာဟိုးတည်မှာပရီးမီးယားလိရဲ့အလယ်လက်အဆင့်တတာအနေထားလောက်ကိုရောက်ရှိနေတာပေါ့နော်အဲ့လိုအသင်းမျိုးကိုအခုလိုချန်ပီယံဖြစ်အောင်အာတီတာတစ်ဖက်တကြော့ပြန်ဆွမ်းဆောင်ပေးခဲ့တာဖြစ်ပါတယ်အာဆင်နယ်အသင်းအတွက်ဒီနေ့ကျွန်တော်တို့မေလ20ဗုဒ္ဓဦးနေ့ကတကယ်ကိုအမှတ်တရရှိမဲ့နေလေးတစ်နေ့ပဲဖြစ်ပါတယ်တစ်ဖက်ကကျွန်တော်တို့ဒါမန်စီးတီးအသင်းအတွက်တော့စိတ်မကောင်းပါဘူးမန်စီးတီးကတော့ဒါဖလားနှလုံးနဲ့ချိန်နှက်လိုက်ရပါပြီเนาะကာရာဘောင် FA ဖလားနဲ့ domestic ဖလားနှလုံးနဲ့ပဲချိန်နှက်လိုက်ရတယ်ဒီနောက်ဆုံးပွဲမှာလည်းသူတို့တကယ်ကိုဖိအားဝင်နေခဲ့တာဗျเนาะဘုံမောက်အသင်းကဒီရာသီမှာတော်တော်လေးကိုအခုရှုံးပွဲမရှိတာတော်တော်လေးကိုကြာလာခဲ့တဲ့အပေါ်မှာပေါ့เนาะဒီနေ့အင်ရှင်လည်းဖြစ်တာအကြောင်းမလို့ဒါမန်စီးတီးကိုတော်တော်လေးကိုဖိအားပေးကစားနိုင်ခဲ့တယ်ဒီပွဲမှာအမှတ်ရောလို့ရှိရင်ဖလားအာဆင်နယ်ကိုဖလားပေးရမယ်ဆိုတော့အဲ့ဖိအားဒဏ်ကြောင့်လေပေါ့နော်ဒါမန်စီးတီးကတော်တော်လေးကိုကစားရတာခက်ခဲနေခဲ့တယ်အဖွင့်ကိုဒါခရူပီကပထမပိုင်းမှာသွင်းယူခဲ့ပြီးတော့ဒါဘုံပေါက်နိုင်ပြီးတော့ထင်ခဲ့တာပေါ့နော်ဒါပေမဲ့ဒါပွဲပြီးကန်ဒီမှာဟာလန်ချီပါကိုပြတ်သွင်းခဲ့တယ်ဘယ်လိုပဲဖြစ်ဖြစ်အိတ်ပွဲကတေးရတဲ့ထွက်သွားတဲ့အတွက်အာဆင်နယ်ကအော်တိုမက်တစ်ဒါပဲလေးနဲ့မကန်သေးခင်ပါတယ်ချန်ပီယံဖြစ်သွားခဲ့ပါပြီတကယ်ကိုတက်တိုက်ဆိုင်ဆိုင်မှာပဲအာဆင်နယ်အသင်းကဒါတမိုင်းတကြောပြန်တာလို့လည်းပြောလို့ရတယ်အာဆင်ဝင်းကလက်ထက်တုန်းကလည်းအဲ့လိုမျိုးရှိခဲ့တယ်ဗျဒီရှေ့မှာကျွန်တော်တို့300တီဇက်တိုက်ဒုတိယရခဲ့တယ်ဒါ2000ခုနှစ်မှာ2000ခုနှစ်ရဲ့ရှေ့မှာပေါ့နော်98 99 2000 300တီဇက်တိုက်ပရီးမီးယားလိမှာအာဆင်နယ်အသင်းကဒုတိယနဲ့ပဲကျင်းနှက်ခဲ့ရပြီးတော့မှ2000ခုနှစ်မှာအာဆင်ဝင်းကနဲ့အတူဒါပရီးမီးယားလိချန်ပီယံဖြစ်ခဲ့တယ်အခုအာတီတာလည်းအဲ့လိုပဲရှေ့မှာ300တီဇက်တိုက်ဒုတိယဖြစ်ခဲ့တယ်ရှေ့300တီဇက်တိုက်မှာဘလို့ပဲကြိုးစားအစစ်နှစ်နေရမှာပဲဇက်သိန်းနေခဲ့တာကိုအခုနောက်ဆုံးတော့ကျွန်တော်တို့ချန်ပီယံစုဖလားကြီးကိုရယူပြီးတော့ဒါတမိုင်းစိုးတွေကိုခြေဖြတ်နိုင်ခဲ့ပြီပေါ့နော်နောက်တစ်ချက်ကကျွန်တော်တို့ဒါ UCL final ပဲဗျကျွန်တော်တို့ကဒီ Premier League Champion အနေနဲ့ဒါ UCL final ကိုသွားကန်ရမှာအဲ့ဒါကြီးကတကယ်ကိုကောင်းတဲ့ခံစားချက်ပေါ့နော်မင်းလည်းပြင်သစ်က Champion UCL လက်ရှိ Champion ငါတို့ကလည်းလက်ရှိ EPL Champion ဆိုတဲ့ဒီဂုံပုံကြီးနဲ့နော်ဘူဒါပက်စ်ကိုတွားပြီးတော့ရှေ့လူအောင်မှာဖြစ်တဲ့အတွက် UCL final ကလည်းဒါပို့ပြီးတော့တောင်မှပဲအကျိတ်နဲ့ရှိသွားပြီပေါ့နော်နောက်ပြီးတော့ဒီ Arsenal ဖလားရခဲ့တဲ့အခိုက်အတန့်တွေမှာ Declan Rice ရဲ့ဒါ it's not done ပေါ့နော်မပြီးသေးဘူးအဲ့ကျွန်တော်တို့ဒီယာဒီလုံးဝဒီယာဒီလုံးဝအပြောင်းလဲဖြစ်တဲ့ moment က Man City ကိုရှုံးခဲ့တဲ့အချိန်ပဲဗျ Man City ကိုကျွန်တော်ခါရာဘောမှာရှုံးတယ်ဒီ EPL မှာထပ်ရှုံးတယ်အဲ့ကိုရှုံးရတဲ့အချိန်မှာတကဘာလုံးဝပြိတ္တတွေအကုန်လုံးကမင်းတို့သွားပြီမင်းတို့ကချိန်တန်စီတူလွင်ပဲဒုတိယလူပဲဒီနှစ်လဲခွက်ပြောက်ပြန်ပြီဆိုတဲ့ PR တွေအောက်မှာသူကူတယောက်တည်းပဲယုံကြည်ချက်အပြည့်နဲ့ it's not done ဒါလုံးဝဘွဲမပြီးသေးဘူးငါတို့နောက်ပွဲတွေကိုတေချာပြန်ကစားရင်အမိလိုက်နိုင်တယ်ဆိုတဲ့စိတ်သက်ခွန်အားမျိုးကိုကျွန်တော်တို့ Declan Rice ကပြတ်သားပေးခဲ့တကယ်လဲ Arsenal အသင်းကနောက်ဆုံးအချိန်မှာဒါ Premier League Champion ဆုကိုစုခူးနိုင်ခဲ့တဲ့အတွက်ဒါ Declan Rice နော် PFA တနစ်တာအကောင်းဆုံးဆုကိုလည်းဒါ Bruno နဲ့မကြခင်ရှင်လူရမယ်ခြေနေမှာရှိတယ်နောက်ပြီးတော့ Arsenal အသင်းရဲ့ဒါအသက်ငယ်ဆုံးနဲ့ပ
Premier League Champion ဖြစ်လာတဲ့ Max Downman ပေါ့နော် Max Downman ကဒါဒီ Premier League မှာ Arsenal အသင်းနဲ့အတူအသက်အငယ်ဆုံးစုခူးတဲ့ဒါအင်္ဂလန်ကစားသမားအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ် Max Downman အနေနဲ့ပွဲထွက်ခွင့်သိမ့်မရအောင်ဆိုပေမဲ့ Everton နဲ့ပွဲကိုအားလုံးမှတ်မိကြမှာပါအဲ့ဒီပွဲမှာ Arteta ရေုံကြီးကြီးနဲ့သူ့ကိုလူစားလဲပေးခဲ့တယ် Gyökeres ရဲ့ဂိုးကိုဖန်တီးပြီးတော့သူ့ကိုယ်တိုင်အနိုင်သေးကြစေမဲ့ဂိုးကိုလွတ်ကျွတ်ဆွဲပြေးပြီးတော့ကန်သွင်းခဲ့တယ်ပေါ့နော်နောက်ပြီးတော့ဒီ Arsenal player တွေဗျ Arsenal player တွေကဒီ Man City ပွဲပြီးသွားတဲ့အချိန်မှာပေါ့နော် dressing room ထဲမှာအကြီးကျယ်အောင်ပွဲခံရတယ်အောင်ပွဲခံတဲ့မြင်ကွင်းရလဲဒါပရိသတ်တွေကိုအပျော်တွေကူးဆက်စေတာတေးကြတယ်ကျွန်တော်ကိုယ်တိုင်လည်းညတညလုံးအိတ်လို့မရဘူးဗျာသိရမလားလုံးဝအိတ်ချိန်ကြော်နေတာမျိုးလုံးတွေကကျိန်းဆက်နေတာတော့မှပဲသိရမလား Arsenal အောင်ပွဲခံတဲ့ဗီဒီယိုတွေကိုလိုက်ကြည့်မိနေတော့အဲ့လောက်ထိကိုပေါ့နော်ဒါပရိသတ်တွေကိုဆွဲဆောင်နိုင်တယ်အဲ့ချိန်မှာပဲဒါ Emirates ကွင်းရှိမှာလည်းပရိသတ်တွေကလုံးဝမဆောင်နိုင်တော့လန်ဒန်မြို့မှာလူအုပ်ကြီးကလည်းကွင်းထဲမှာလုံးဝအပြည့်ကျက်တက်ပြီးတော့အပြည့်ဝအောင်ပွဲခံကြတဲ့မြင်ကွင်းတွေကလည်းဒါကျွန်တော်တို့ Ghana fan တွေအတွက်လုံးဝတသက်မမေ့နိုင်စရာအမှတ်တရမြင်ကွင်းတွေပဲဖြစ်ပါတယ်လာမယ့် Champion League ဘိုလိုဝဲပြီးဒါကျွန်တော်တို့တနင်္ဂနွေနေ့ကြာရင်เนาะဒါ Premier League Champion အောင်ပွဲခံအခမ်းအနားကိုဒါ Emirates ကနေစပြီးတော့ကျင်းပမှာဖြစ်ပါတယ်အဲ့နေ့မှာChampion League ပါရလာရင်တော့ဖလားနှလုံးနဲ့အောင်ပွဲခံရမှာပေါ့နော်ဒါကတော့ Champion League ရမရတော့ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်ကဲ Ghana fan တွေ enjoy your moment ခင်ဗျားတို့ရဲ့ထိုက်တန်တဲ့အောင်မြင်မှုအတွက်ပြေဝပျော်ရွှင်လိုက်ပါအောင်ခင်ဗျာเนาะ Champion Ghana